ယမပြုံးလို့အဖို့ပေါ်တော့ထားခဲ့တဲ့တပည့်နာမျက်နှိုးရရသူမပညာရှင်မြတ်တာရွှေမိုးရောသူဖြိုးလို့ဒီသူတရာဝေဖြိုးတံမိုးနဲ့ကတည်းအလီကညနာကားပြစတော်ရင်တက္ကသိုလ်စရိမိုး